ဒီဗီဒီယိုမှာတော့နေသားအကောက်ကနေငွေဘယ်လိုထုတ်လဲဆိုတာပြပြသွားမှာဖြစ်ပါတယ်ပထမဆုံး wallet ထဲကိုဝင်မယ် wallet ထဲကနေငွေထုတ်ပြီဆိုတဲ့ထဲကိုဝင်မယ်ပြီးအဲ့ဆိုရင်ကျွန်တော်တို့ငွေထုတ်လို့ရတဲ့ဘဏ်မျိုးစားကြီးကြာလာပြီကိုအဆင်ပြေတဲ့ဘဏ်နဲ့ငွေထုတ်လို့ရပါတယ်ကျွန်တော်တို့ဒီဗီဒီယိုမှာ KPay နဲ့ငွေထုတ်ပြမှာဖြစ်ပါတယ်အဲ့ဆို KPay ကိုနှိပ်လိုက်မယ်အဲ့ဆိုဒီ form လေးကြာလာမှာပေါ့နော်ပထမဆုံးကျွန်တော်တို့ငွေထုတ်မဲ့ပမာဏကိုထည့်မယ်ပြီးရင်ကျွန်တော်တို့ငွေလက်ခံတဲ့လူရဲ့ဖုန်းနံပါတ်ကိုထည့်ရပါမယ်ပြီးရင်ငွေလက်ခံမဲ့လူရဲ့နာမည်ကိုထည့်ရမှာဖြစ်ပါတယ်ဝေးဆိုဝေးပေါ့နော်ပြီးရင်ကျွန်တော်တို့အချက်လက်တွေမှန်တေချာစစ်ပြီးတော့အတည်ပြုနှိပ်ရပါမယ်နာမည်ပြီးနှိပ်ပြီးရင်တော့ဒီမြင်အကောင့်ဆောက်ဖွဲ့နှုန်းထည့်ရတယ် password 6လုံးထည့်ရမှာဖြစ်ပါတယ်ပြီးရင်အတည်ပြုနှိပ်ရမယ်ဒါဆိုရင်တော့လူကြီးမင်းရဲ့အကောင့်ထဲကိုမကြခင်မှာငွေရောက်ရှိလာမှာပဲဖြစ်ပါတယ်